ပြန်ဆိုလို့မောင်နေချနေတဲ့ဒုက္ခတွေမျိုးမျိုးရောက်ရတယ်ချိန်တိုလေးတော့ဖြစ်ပြသွားတာတွေဟာရင်နေတဲ့တဘာဝကတန်ခတ်တာချင်းနေတော့ကဘာကြီးကိုငါဘလို့တိုင်းနေမှလဲတနာတော့အဖြစ်ရတံပေးပါတော့ရှိဟောင်းမွေးနေ့တွေကိုချမ်းသာပေးပါမတိနာမလဲလူမမဲကလေးတွေလူကြီးတွေလူငယ်တွေနာခက်ကိုဆက်လက်ရှင်တန်ခွန်းနေပေးတနာပါထောင်းမလေးလဲအထက်ထားပါစကိုင်းမျိုးကြီးလဲအထက်ထားပါနိုင်ငံလုံးလဲအထက်ထားပါရှေ့ဆက်ဖို့အထင်ရမှာလောင်းနိုင်ကလေးဒုက္ခကြတဲ့စေတီယောဂပေးတဘာပေးများတဲ့ဒုက္ခမြတ်စွာခံစားနေရတဲ့ဖျားရှင်ဟောကြိုက်ကသုံးပါတဲ့ချိုတွေကဝေးနေပြည့်စည်ချမ်းသာတဲ့သူရှိရတဲ့ဒီမိုင်းရှောင်းလုံးကြီးမဆုံးဒီရင်တွေထက်ခွဲခဲ့ရပြီတောက်စိတ်ချပါစိတ်ဖြောက်သွားမိလည်းလေးကိုင်းပြီးကိုယ်တကယ်လူသားမိပိုင်နဲ့ခွဲလို့ထွက်သွားမှုကြိုကလေးများတည်းလည်းပြမရပြိုချလို့သွားကြတဲ့ရဲ့များကစိုးကြီးရဲ့ရိုက်ခဲ့တဲ့များမောင်းနိုင်ကလေးလူလည်းခံရတဲ့လိုက်ရတဲ့တည်းကပြမရစစ်ပေးလဲကြောက်ရတယ်တဘာဝမေးကြီးကိုလည်းကြောက်ရတယ်တန်မိုးရှင်နာကတိပြောင်းချက်ခဲ့ပေးဆက်လဲတည်းကဘလောင်များလဲအော်အာနာယူလူတသူဖမ်းချုပ်ထားတဲ့ငါတို့ရဲ့ခေါင်းဆောင်မေစုကိုဗစ်-19ရောဂါပြေဖို့တလောက်ရှိတဲ့ကျိုးနေတဲ့ဟော်ရီခေတခုအေးချမ်းမှုတွေမတော်များလာမလဲနောင်လာမဲ့လူငယ်ခံစားရတယ်ဒီဆုံးလို့တော့မတိရှာတဲ့စာပန်းတန်များလည်းပြန်ကြရတယ်ကြီးတဲ့တကယ်ခံစားရတဲ့ချစ်ပြဲမကျဲဘူးနဲ့ပြန်သွားကြတယ်အော်ဟေးအတန်များကြတယ်ပြင်မလို့ရမလဲပြင်းပြင်းများလဲစိတ်မကောင်းလိုက်တာဗျာအခုလိုပြည့်ပြည့်များစွာလိုင်းပေါ်တောက်လိုက်တာနဲ့ငလျင်ဘေးတစ်ထက်ချာကအခုလိုပြည့်ပြည့်မျိုးတွေဘယ်တော့မှပြီးဆုံးတော့မလဲငါတို့နိုင်ငံလေးသားရဖို့အတွက်အားလုံးတူတူစီးလို့ရမယ်ဆွဲမလျှော့ကြပါနဲ့လဲကြတယ်ပြန်ထားမယ်လောကရန်ကပြီးတဲ့ဒဏ်ပဲဘယ်တတ်နိုင်မလဲငါခံပါမယ်ဘဝဟာတိုက်ပွဲဆိုတော့ကျိုးဝိုင်းထဲမှာပြန်ချမယ်အော်ဖြစ်ဆိုးလိုက်တာဗျမျက်နှာရမ်းလိုက်တဲ့ကန်တရားရဲ့ချစ်တော့မတက်လိုက်တာနဲ့ဒင်းတွေကထက်နေတာပဲဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာဖေးမဖို့အတွက်လက်တွေပါဆွဲရှက်နေကြလေဟုတ်တော့ကူညီဖို့အတွက်ရှက်မနေပါနဲ့ချုပ်ပြိုခွဲသွားတဲ့မိသားစုတွေတော့စင်းရင်ရင်မြိုက်ပါဝဲတိုက်လက်ပြုတ်ဖျားရလက်ပြတ်ငါတို့နိုင်ငံမနေရချက်ဖျားတရားလုံးဖို့တက်စားရင်မဟုတ်တဲ့ဘက်သွားနေရအတွက်ခလုတ်ဒီမှာမိတာတဲ့မင်းတို့เจ้าတွေကိုခုမှတီးရမင်းတို့မကောင်းတာဘယ်ကောင်းမှမလဲကွာလောကကြီးကကဘာယံမေကြီးကြာရောက်လို့လာပြန်ပါပြီဒီမင်းကြီးကရက်ဆက်ပါဒီသက်တွေများစွာပေးဆက်ရသည်ရှေးစမပြည်ကြီးရဲ့အနာဂတ်ဟာလေမင်းမလားတီးသေးတယ်လားဒီအတေးကိုပြန်ကြည့်လေဆယ်လေးလက်ဆိုပြေတော့တော့ရင်းမရှိအောင်မွေးနေ့တွေလည်းပြင်စီကုန်ပြီလူတွေများစွာငိုချွေရသည်စစ်ပင်းတဲ့တဘာဝပြီးကိုတလဲစီခံနေရသည်လူငယ်တွေမှဒီမှန်ချက်တွေဖြောင်းရှားလာသည်ဖျားပြေမတရားရဲ့လားအောင်မြင်စွာပြိုတဲ့စကားအေးချမ်းမှပြင်းမြင်မှစီလုံးမလူငယ်ရအပြုံးလို့ကိုစီနမနဲ့ပြန်စိတ်လန်းလို့နေချင်းပါသေးအေးချမ်းပါစီပြင်းမြင်ပါကြီးပျော်ရွှင်စရာတွေမရှိတော့ပါဘူးလေနာချင်စရာတွေဟာရင်ဘတ်ထဲမှာစုနေရင်ဘတ်ထဲမှာစုနေနာချင်စရာတွေရှင်နာတယ်လေတော့ဘာတော့ကဘာမြေကြီးရဲ့တောင်းမှန်မာတဲ့ဘာကြောင့်မို့လူသားတွေကိုခမကဆောင်းကန်လာလေပေါက်ပြန်ကခွဲသွားတဲ့ကဘာမြေကြီးကပေါက်ပြန်ပါတယ်နေရတဲ့လောကကြီးတောင်တစ်ပြေးပြေးနဲ့ကြောက်ပြန်လာတယ်ဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲကွာဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲအခုလိုဖြစ်တာရှိဘဝကကိုယ်တို့ကံခေလို့လားဒီဘဝမှာလူအသက်ပေါင်းများစွာကိုမြင်ပေါ်တာဘယ်ရမှမတည်မြဲတဲ့လောကအိဋ္ဌတရားကြီးမှာစိတ်ချသွားပြီလားတဲ့ရင်ကိုဆရာတော်ဘုရားကြီးကရှိပြထားပြီးသားကောင်းမှုကုသိုလ်တွေများများလုပ်ဖို့စိတ်ကကြတိလားလူတိုင်းငါခမများတော့မသိလို့လဲပြလာပြီးသားပါဘယ်ရမှမတည်မြဲတဲ့လောကအိဋ္ဌတရားကြီးမှာစိတ်ချသွားပြီလားတဲ့ရင်ကိုဆရာတော်ဘုရားကြီးကရှိပြထားပြီးသားကောင်းမှုကုသိုလ်တွေများများလုပ်ဖို့စိတ်ကကြတိလားလူတိုင်းငါခမများတော့မသိလို့လဲပြလာပြီးသားပါဘာနဲ့တွေ့မှုရမချီရောလားလောင်ပြနေတဲ့
လာရင်အောင်မတမိတ်ဆိုရင်နိုင်ငံကိုမုံမြပွားနေတဲ့တဘဝရဲ့ကဆိုးဆိုင်လာတဲ့ကဲကြောင်မကြီးွယ်ပဲနမနဲ့မထောင်ချီသေးကုန်နဲ့တီလာသိချင်တရားကြုံလာတဲ့ကနောက်ဆန်တင်နေတဲ့ချမ်းကသွားရင်များစွာပေါ်လွန်ထားတဲ့အမီးမျက်မှောက်မချမ်းရမရတီလာပေးပါတော့ငါတို့မတမိုင်းများချီနေတဲ့တိမ်မှလည်းနောက်လာမျိုးဆက်ကိုချိန်ပြောရင်ပြောပြရမယ်ပေါ့ဟုတ်လားကြောင်းရှိပြီပခုံးချင်းရှင်လို့ကူညီပေးတဲ့တခြားနိုင်ငံကအောက်တန်းချစိတ်ရဲ့ချင်းတဲ့နိုင်ငံသားချကိုရမရမမနာမုတ်တရားများနဲ့မင်းရဲ့စိတ်တော့ပြည့်စဲအောင်ကွယ်ဘာနဲ့ကြောက်ကလေးငယ်ဘွားတဲ့ငလျင်ကြားမှာပြန်ဆုံးသွားတယ်အဝင်နဲ့မလေးကျုံတော့နိုင်စင်းနဲ့မျက်မှုနိပြတွန်းတောင်းတဲ့ပြင်းပြမှာကိုဆိုအားလုံးမောင်းရင်လွန်သွားမကြောင်းနဲ့ပြည့်စည်နေရမြတ်မြေတတ်တဲ့ပေါ်လွင်နေတော့ကတရားလည်းလည်းကြီးပြပါတော့ဒီနိုင်ငံကိုစာနာပေးပါတော့မဲတဲ့ကလေးငယ်တွေကိုဘာကြောင့်မို့လောကကြခေါ်သွားခြင်းလဲတိုင်းပြည်အနာကလေးတွေကိုဘာကြောင့်မို့လက်ဆက်မှုတော်များနေတာလဲညာလေးတွေကိုတို့တွေမိကနေတာနဲ့ငါတို့ရဲ့မူနစ်တွေပူချနေတာမလဲပြနေတာပဲမိသားစုရှိတော့ဘယ်လိုလုပ်ကမှလဲ yeah ချိုးကတော့တသမီတွေဆုံးရှုံးနေချိုးကတော့မိဘတွေဆုံးရှုံးခဲ့လို့ဆိုလို့နေလောကကြီးကတော့ပြုံးပြုံးပဲတို့မြန်မာနိုင်ငံကြီးကဒုက္ခတွေမျိုးမျိုးနဲ့ဆုံးရှုံးခဲ့ရတဲ့နာကျဲရင်ထဲမှာအားလုံးကဘာပြည့်ကျူရမဲတဲ့ခွေးတဲ့ပါတာရင်ဒီဝါဒနဲ့ဆုံးမတာတော့ဘာတဲ့တော့ကလေးကြီးရဒီကိုရက်တယ်လို့ပြေပါဒီမှာဖျားရောက်သေးချေပြည့်စည်နေပြီလူတန်းပေါင်းများစွာတချို့ကအိမ်တွေပြည့်စည်သွားလို့ဒီမှာနေရရကလေးတဲ့တဲ့နေကြပြီဆိုရင်ရှင်တော်ရပြီတော့တလာရင်ဒီမုန်တိုင်းနဲ့ဘယ်လိုကြောက်ပြရမလဲနာကတွေနဲ့အိမ်မက်တွေရှိသေးရဲ့မင်းရဲ့နားလေးပဲရှိသေးမယ်လုံးမနာကထုံးပြေးပဲပေးလေးပြေးမတည်ရဘဝမို့အားပြေးကြပါလေမလာ28မှာဖြစ်ပေါ်ခဲ့တဲ့ငလင်တစ်ခုပြင်အား717 mechanic 2ရဲ့လောကမှုတန်းကြောင့်စက္ကန့်မိုင်းတွေမှာလူအတပ်ပေါင်းများစွာနဲ့တမန်ဝင်ဝင်နေပေါင်းများစွာနဲ့ပြည့်စည်တော့ရှုံးခဲ့ရပြန်ပြီးဖျားစီပတိုးများနဲ့ငလင်ကြောင့်ပဲပြိုကျခဲ့စတိုင်းသားနဲ့ကျူးကျခဲ့ဖမ်းဆယ်နဲ့ဆိုရခဲ့ပြဖျားစီရှင်ဝဲတဲ့ရဲ့ပြားရင်ကလို့လက်တွေကိုဖြစ်နေပြီပဲခါလေးချက်ပါဝပြားကြီးကလည်းခါတိလာတဲ့ညူရွာမြပြည့်စည်များကြီးပါပဲချေကွဲဝမ်းနေနေတဲ့တိုင်းကြီးကိုနှစ်သိမ့်ပေးမဲ့သူလည်းရှိတော့ပြည်သူကထိဖို့ကဲတင်ရင်းနေတဲ့ပဲနှစ်သိမ့်ချရတက်နိုင်လာပါဝင်ကြပါလူသားချင်းစာနဲ့ရမှာမမနာခွာကချကအားလုံးသူတဲ့သားရဲ့ဘာသာချင်းတူညီခဏထားမြစ်တာချင်းတူညီရမှာပါဝင်လို့ကူညီကြပါရလင်းသေးကြောင့်တည်ဆုံးသွားရဲ့သူများအားလုံးကောင်းရာသူကြည်လာပါဒီတာမြစ်တာဖို့များပါဝင်ကောင်းတော့ရသွားပါလိမ့်ဗျာတော်ပါတော့ကဘာမြည်ကြီးရဲ့ကြောင်းမှမာလေးပါကြောင့်မို့လူသားတွေကိုခမကဆောင်းကန်လာလေပေါက်ပြန်ကကွဲသွားတဲ့ကဘာမြည်ကြီးကပေါက်တဲ့ပါတယ်နေရတဲ့လောကကြီးတောင်တစ်ပြေးပြေးနဲ့ကြောက်ပြန်လာတယ်ဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲကွာဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲအခုလိုဖြစ်တာရှိဘဝကကိုယ်တို့ကံခေလို့လားဒီဘဝမှာလူအသက်ပေါင်းများစွာကိုနေပေါ်တာ